မြတ်စွာဘုရားကတခါတုန်းကမိန့်ကြားတယ်ငါဟာကြာပန်းနဲ့လားတရံတူတယ်ကြာပန်းဆိုတာဟာရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ကြာပန်းသို့တော့ရေနဲ့ထိတွေ့ခြင်းမရှိဘူးရေဟာကြာပန်းကိုညစ်ပေအောင်မလုပ်နိုင်ဘူးကြာပန်းပေါ်ရေကျလိုက်လို့ရှိရင်ကြာရွက်ပေါ်ကျကြာဘက်ပေါ်ကျရေဟာလိမ့်ဆင်းသွားတယ်ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ခြင်းဆိုတဲ့တန်ရောစဉ်မုန်းတီးခြင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပေါ်မှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့လောကသားတွေနဲ့မြတ်စွာဘုရားကတခါတုန်းကမိန့်ကြားတယ်ငါဟာကြာပန်းနဲ့လားတရံတူတယ်ကြာပန်းဆိုတာဟာရေထဲမှာ